အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့သားလေးကဝတ်တီကိုအပြင်မှာမမြင်ဘူးလို့ဝတ်တီကအပြင်မှာတကယ်ရှိရလားဆိုလို့ဝတ်ချံလိုက်ပြတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ဒါကတော့ကျမတို့အိမ်ကနေစထွက်တဲ့အချိန်ပေါ့နော်ပြီးတော့ဒါကိုရောက်ပါပြီမိနစ်45မိနစ်လောက်မောင်းလိုက်ရပါတယ်ကျမရဲ့မျိုးသားပြောပါတယ်ထဲထဲတောင်ဝင်နေပြီသူကတကယ်ရောရှိရလားမရှိဘူးလားရှိလားမရှိဘူးလားလုံနေရပါလို့ဆိုတော့ဘာမှမမြင်ရသေးတဲ့အတွက်သူတို့ကဝက်ချန်ဆိုတာအကြီးပဲသူတို့ကလှုပ်ထားတာအဲ့ဒီပုံမှာဝက်တီလည်းရှိတယ်စိတ်တီလည်းရှိတယ်ပြီးလို့ရှိရင်ဒေါင်ကီတွေလည်းရှိတယ်ပြီးရင်သူတို့ကဝက်တီဆိုရင်ကအမျိုးမျိုးသူတို့ထပ်ထားတာအပြင်မှာထားတဲ့ဝက်တီကိုပြီးရင်ထဲထဲမှာထားတဲ့ဝက်တီကိုသူတို့အမျိုးစုံထပ်ထားပြီးထားတာပေါ့နော်ဒါကတော့ပထမအောင်ဆုံးသူတို့စိတ်တီရှိတဲ့နေရာကိုသူတို့တွားပါပြီဒီနာမှာ sheep လို့ပြောပေမဲ့ sheep တွေမရှိဘူး။ဟာလေ။ဟိုပါလေ။သူတို့နေရာပြောင်းထားတယ်ထင်တယ်။ဒါကတော့ကျမသမီးအနေနဲ့ဆုံးလေးပါချစ်စရာလေး။ပြောမဟုတ်ဘူးဒီမှာ sheep ထားရမယ်ဟာဟုတ်တယ်ဘာလို့လဲဘာလို့လဲစိတ်တွေထထားရလဲဆိုပြီးတော့ကျမကိုအငင်းပွားနေတာပဲဖြစ်ပါတယ်ရှင်။ပြီးတော့လေဒီဟာတွေကိုလည်းသူညမကိုစာရေးတစ်ခုချင်းစီလိုက်ဖတ်ပြီးတော့မကန်ရဘူးတွေဘာတွေညာတွေတရကာတွေသူအကိုကြီးပြီးသွားတော့လည်းရှောက်ပြီးတော့ပြောနေတာသူညမကိုသူကဒါလေးရတော့သူ့ကိုလမ်းလျှောက်ခိုင်းတယ်လုံးဝလည်းမလျှောက်ဘူးသူ့ဖေကလည်းဝက်ချန်နဲ့ကိုတောင်းမှဖြစ်တဲ့အတွက်တွန်းလဲယူစားမယူဘူးတဲ့သူချီမယ်တဲ့နီးနီးနားနားလေးပဲထင်လို့အဲ့ဒါနဲ့ကျမတို့ချက်ကောက်တော့ဖြစ်တယ်ချက်ကင်လုပ်မယ်ပေါ့နော်ချက်ကင်လည်းဝင်ရောမလီတယောက်ကို30နှုန်းနဲ့ဒိုမီသားစုတွေအကုန်လုံးဒေါ်လာ50ပေးလိုက်ရပါတယ်အဲမှာပထမဦးဆုံးချက်ကင်ဝင်ပြီးတော့ဒါနဲ့ထဲထဲကိုစသွားပြီးဆိုတာနဲ့အမသူကဒီဟာကိုကြက်စင်မှမသိတော့ဘာလဲဆိုတော့a bit chicken နဲ့ဒါကျမသား a bit chicken နဲ့သူရန်အံ့ဩနေတာပထမဆုံးကြက်စင်ကိုမြင်ဘူးတာပေါ့နော်ပြီးတော့စိတ်တွေကိုလည်းကိုင်းနေအမှပြီးလို့ရှိရင်စိတ်တွေအဲ့ဒီနောက်မှာရေးထားတဲ့စာတွေအကုန်လုံးလည်းသူဖတ်တတ်ပါတယ်ပေါ့နော်။မနေ့ကတော့kindergarten တက်ကမှာဒါပေမဲ့သူကစာတွေအကုန်ဖတ်တတ်နေပြီခုဆိုလို့ရှိရင်ဒီသူ4နှစ်လောက်တည်းကသူကစာတွေအကုန်ဖတ်တတ်နေရဆိုတော့စာဖတ်တတ်ရင်အမေကရန် proud ဖြစ်ပြီးတယ်ဆိုတော့လေသူကအရင်ပြောတယ်ပြီးတဲ့အခါမှာတော့ဒီ ghost session ပြီးသွားရင်ကျမတို့ဟိုဘက် pick ကိုသွားမယ်သူညမတော့အရင်ကြောက်တယ်မကင်ဘူးတဲ့ဒါပေမဲ့သူအကိုဟာလာပါကင်မာကြီးဘာညာသိရမလားအကိုကြီးပီတာဆိုတာလှုပ်လဲလှုပ်ပြနေရောသူညမမကင်ရဲတယ်လို့ကင်ရဲတယ်လို့နောက်မှာတွန်းဆုပ်လှုပ်ပြီးသူကကင်ကြည့်မယ်ပေါ့တွန်းဆုပ်လှုပ်နေတာပြီးလဲပြီးတော့မှဝက်ချန်ကိုစသွားတော့မှာဖြစ်ပါတယ်ရှင်သူကလေအဲ့ဒီချက်စင်ကိုလေသူညမအောင်တော့သူမကြောက်နဲ့လို့ပြောရင်တော့ပြီးသူကြရင်ကြောက်နေတွေ့လားဒီလည်းပြီးတော့အဲ့နဲ့ဟိုဘက်ဆက်သွားလို့အဲ့ဒီမှာလို့အမမလို့ဝက်ကလေးရှိတာလို့ပြောအဲ့ဒါမှသူရှေ့ဆက်သွားတော့သူကပြောတယ်ဝက်ကားတယ်သူတဲ့ TV မှာမြင်တဲ့ဝက်ကားတယ်ပန်းအောင်နဲ့ဘာလို့ဒီဝက်တရားတဲ့အမင်းအောင်ဖြစ်နေရလဲတဲ့အဲ့နဲ့သူ့အဖေကရှင်းပြတယ်တလုတ်ပေါ့နော်အဲ့နဲ့ဝက်တွေကိုသူတို့နှုတ်ဆက်တာပြီးတော့ဝက်တွေអော်တဲ့အတိုင်းနဲ့သူတို့អော်ပြသေးတယ်သူလည်းអော်တတ်တယ်တဲ့ဝက်တွေကဘလို့អော်ပြနေရတာဒီဝက်ချံမှာလေကောင်းတဲ့ idea လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲသိလား berry ပင်အကြီးတွေကိုလေသူတို့ဒီဝက်ချံနေရဝက်တဲတွေတိုင်းကွာထားတဲ့နေရာတွေမှာအပင်တွေအကြီးတွေသူတို့ berry ပင်လို့ခေါ်မလားဟုတ်တယ်ကျွန်မမရဲ့ berry ပင်ပဲအကြီးတွေသူတို့စိုက်ထားပြီးရသီလားအဲ့ဒီ berry ပင်ကလေဘယ်လိုလဲအသီးတွေကမှဲ့လွန်ပြီးတော့အောက်ကိုပြုတ်ကျအဲ့ဒီအောက်ကိုပြုတ်ကျတဲ့ဟာတွေကိုဝက်တီကအဲ့ဒီမှာဗာလဲရှုံနေနေလူးပြီးစားတာidea လေးကမစိုးပြီးတော့လည်းအဲ့မှာခုနတွေ့တဲ့ဒီအပင်လေးစိုက်ထားတယ်အဲ့ဒါသူတို့ရစားဖို့အတွက်ဝက်တီစားဖို့အတွက်လက်ဆက်တယ်အဲ့ဒီဟာလေအဲ့ဒီနာအပင်တွေအကုန်လုံးအဲ့ဒါဝက်စားပဲပေါ့နော်အဲ့ဒီနောက်ကအပင်တွေအကုန်လုံးအဲ့ဒါ berry အပင်အကြီးမျိုးတွေအကုန်လုံးသူတို့စိုက်ထားတော့ဝက်တီက berry ပင်တွေကမှဲ့ပြီးတော့သူ့အလိုလိုကျွေလာတဲ့ဟာနဲ့အောက်ကရှုံနေနဲ့သူတို့အဲ့ဒါကိုစားနေရလေ idea မစိုးရမ်းမိုက်တယ်တဲ့အဲ့နဲ့တသားညီမလေးကိုလက်မဖြုံနဲ့တော့ဆိုတော့တူညီမတို့တလန်းလုံးသူလက်တွဲသွားတယ်စကားတော့အရင်နားထောင်နေနဲ့ကျွန်တော်တို့ဟိုဘက်လေးရောက်ပြီးကိုဘယ်ဘက်သွားမလဲဟိုဘက်သွားမလားဒီဘက်သွားမလားတားမိတွေဖြစ်ကြတယ်အဲ့ဒီမှာနောက်တစ်ခုကမှဘေးတွေတွေ့ပါပြီအဲ့ဒီဘေးတွေကသူတို့တွေ့လဲတွေ့ရောတေးអော်တာလေပြီးတော့သူတို့ကြောက်နေတယ်ပြီးတော့အဲ့ဒီဝက်လက်ကလေးတွေကလည်းချစ်စရာလေးဒါပေမဲ့သူတို့တွေကဖပဖိကြည့်တော့လေဖပဖိ
ထဲကမရီဖတ်တယ်ကိုသူတို့အရန်စော့ချင်တာအိမ်မှာဆိုလို့ရှိရင်လည်းရေကိုလှုပ်ရေကိုလောင်းချပြီးလို့ရှိရင်သူတို့အဲ့ဒါကိုမရီဖတ်တယ်ဆိုပြီးတော့သူတို့စော့အခုလည်းကြာလက်ကြအောင်တကယ်လဲမရီဖတ်တယ်ကိုတွေ့ရောမရီဖတ်တယ်ကိုသူတို့ဘာပြောလဲဒီလားအဲ့ဒါတဲ့ဝက်ကလေးတွေအတွက်ပါပဲတဲ့သူတို့အတွက်မဟုတ်ဘေဘီကစ်တွေအတွက်မဟုတ်ဘူးတဲ့သူညီမကလည်းအဲ့ဒါဘေဘီတွေအတွက်မဟုတ်ဘူးတဲ့အဲ့ဒါနဲ့ကျမတို့မိသားစုတွေမှာရှေ့ဆက်ပြီးတွားကြပါတယ်ရှင်အဲ့ဒါနဲ့သူတို့မှဝက်ကလေးမွေးခါစားဝက်ကလေးနှစ်ကောင်တွေ့လဲတွေ့ရောတေချာလေးကိုမှသူတို့စော်ပြီးတော့သူတို့ဘာပြောလဲဆိုအမေတဲ့သူတို့အဲ့ဝက်ဒီမှာနှာခေါင်းလည်းမရှိဘူးနော်တဲ့ဒါကလေကျမပထမဦးဆုံးပြောတဲ့ဟိုဗာလဲဝက်တဲရီပေါ်မှာရှိတဲ့ berry bean အမျိုးအစားအကြီးဆိုတာလေအဲ့ဒါလေးကိုတေချာရိုက်ခဲ့ပြတယ်ပြီးတော့အဲ့ဒါမဲ့ပြီးတော့ကျွေလာလို့ရှိရင်ဝက်ကလေးတွေကစားတာအခုတော့သူတို့ရမ်းရင်းနှီးနေပြီဝက်တွေနဲ့တော့အကိုင်းနဲ့sorry ရမ်းရင်တဘောကြနေပြီအဲ့ဒါနဲ့ကျမတို့မိသားစုတွေဟိုဘက်တနေရာကိုထပ်ပြောင်းပါတယ်ဟိုဘက်တနေရာမှာကျတော့ဗာလဲဆိုတော့ဝက်တီကိုဘယ်လိုလဲသူလဲဝက်တီပဲဒါပေမဲ့တခြားသူကကျတော့အထဲထဲမှာထားတဲ့ဟာပေါ့နော်ဒီဘက်ချမ်းလေးရောက်ကိုဝက်တီကကြိုက်တက်တယ်ပြီးလို့ရှိရင်လက်တွေကိုသတိထားပါတယ်ဘာညာလဲသူစိုင်းပုတ်တီပါတယ်ရေးထားတာပေါ့နော်အဲ့ဒီအချိန်မှာဆရာကြီးကသူ့ကိုသူစာရမ်းဖတ်တတ်နေပြီဆိုတော့တည်ရမလားသူကတေချာဖတ်တယ်ပြီးလို့ရှိရင်သူညီမတို့ကအမသူညီမတို့မကင်နဲ့လာဆိုပြီးတော့မှခေါ်လိုက်တာဆိုတော့သူညီမကိုလည်းသူကအဲ့ဒီချန်ဘက်လည်းရောက်လို့ရောက်ကိုသူညီမကသူကလုံးဝဘယ်အကောင်မှသူမကင်ဟိုင်းတော့လက်ကိုတစ်ခါဆွဲတာ Goats. There's a mom and a baby. Mom and baby. Is that a mom and is that a baby? So the baby, this is the baby. She's blind. She cannot see. Yep, she's blind, and that's her mama over there. So the baby's name is Grace. The mama's name is Tilly. Lillian, right? Very good, yeah. Good job. What are those things? Oh man, I couldn't tell you all the big things. I don't know them all enough to tell you all of their names. But they're all sleepy pigs, I can tell you that. How many? Can you count them? There's 12. 12? Good job. Oh, this is Jackpot. Do you want to pet him? He's very friendly. Super friendly. ရှင်းပြတာတွေပြီးတဲ့အခါမှာတော့ကျမတို့နောက်ထပ်ဒီနေရာသွားပါမယ်ဒီနေရာတော့ဟိုဗာလဲဒေါင်းနေရှိတဲ့နေရာသွားမှာဖြစ်ပါတယ်ရှင်ဒီလမ်းရှေ့တက်ရနေသွားလိုက်လို့ရှင်ဒေါင်းနေမွေးထားပြီးတော့ပြီးရင်သူတို့ဟိုဘက်ထက်သွားလို့ရှင်သူဝက်ချန်ပြန်ရောက်ပြန်အောင်ပေါ့နော်အဲ့ဒါနဲ့ကျမတို့ရှေ့ဆက်သွားပါတယ်အဲ့ဒီမှာသူတို့ဝက်ချန်ပြန်ရောက်သွားပြန်အောင်အဲ့ဒါနဲ့အဲ့ဒီဝက်ချန်အပေါ်တက်မှာလည်းဘာတွေရှိလဲသူကသွားဆက်စုမလို့မဆက်စုနဲ့အပေါ်မှာဘာမှရှိမှာမဟုတ်ဘူးလို့လားလို့ပြောတော့မှ okay ဆိုပြီးတော့လာအဲ့ဒါသူကမေးသေးတယ်ဒီရတဲ့ဝက်ကလေးတွေကိုတဲ့သူကလည်းဘာလို့လဲစောင်းနေခေါင်းအနေနဲ့ထားတာလဲသူလဲတဲ့အိမ်မာနဲ့ဝက်မွေးလို့ရတာလေသူ့အိမ်မာတဲ့သူ့ရဲ့အိမ်ရနဲ့ခေါင်းနဲ့ကို share မယ်လေဟဲမရဘူးနေငယ်သေးတယ်လို့အဲ့ဒါနဲ့ငယ်သေးတယ်လို့ပြောပြီးတော့ဝက်မွေးမဲ့အခန်းကဏ္ဍဝဲမှာပဲဆုံးသက်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ဟိုဘက်တနေရာကိုသွားဖို့အတွက်အမှသူတို့မှတက်ပုံရိုက်လို့ရတဲ့နေရာလေးရှိတယ်အဲ့ဒီမှာသူတို့တက်ပုံရိုက်ခိုင်းတယ်ဒီနေရာလေးမှာလည်းတက်ပုံရိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ချစ်စရာလေးဝက်ရုပ်ကလေးနဲ့ဝက်ကလေးရေချောက်သွားကဲဒီဟာတော့ဒေါင်းကြီးကိုထားတဲ့နေရာပေါ့နော်တော်တော်လှတဲ့အကုန်လုံးဒေါင်းကြီးဒေါင်းအလုံးပေါင်းဟိုလောက်ရှိမယ်ထင်တယ်9កောင်6កောင်လောက်ရှိမယ်ထင်တယ်အကုန်လုံးလှကြတယ်ဒါပေမဲ့သူတချို့ဟာတွေကြတော့အဲ့သူတို့ရဲ့အတောင်ပံကိုမဖြန့်အောင်ပေါ့နော်အဲ့ကုနာဒေါင်းကြီးပဲအတောင်ပံဖြန့်တဲ့အချိန်နဲ့တိုးလို့ဟာနဲ့ရှိုက်ထားတာတော်တော်လှတယ်ဒါကလည်းရန်ကုန်မှာဆိုမြင်ဘူးနေကြပါဘောเนาะတရိတ်ဆန်ုံသွားရင်ဒါပေမဲ့ဒီနိုင်ငံကတရိတ်ဆန်ုံမှာလည်းမြင်ဘူးနေကြပါဒါပေမဲ့သူတို့တွေမမြင်ဘူးသေးတာပေါ့နော်အဲ့ဒါလည်းရင်အလှရဲတယ်မမီရဲ့ဒါတော့ကျမတို့မိသားစုထွက်မဲ့အပေါက်ကိုသွားတဲ့လမ်းမဖြစ်ပါတယ်ရှင်အဲ့ဒီလမ်းမှာလည်းကြီးဝတ်တီးပဲသူတို့မွေးထားတယ်ပေါ့နော်အဲ့ဒီဝတ်တကောင်ဆိုလို့ရှိရင်တစ်နှစ်သားပဲရှိသေးတယ်ဝတ်ကအကြီးပဲတော်ကြီးတယ်ဟိုမှာအကြီးနဲ့ဝတ်တုံနဲ့တော်တော်ကြီးတယ်ဟိုမှာချီအောင်Oh, Ziggy, giant pig. Oh my goodness. Let's go. Jump. Go.
Let's go. Over there. ကဲဒါကတော့မင်းပူလေးတွေရှိတဲ့နေရာကိုသွားတဲ့လမ်းဖြစ်ပါတယ်ရှင်မင်းပူဆိုတာကိုဒေါန်ကီပေါ့နော်အဲ့ဒီဘက်ကိုသွားနေရဖြစ်ပါတယ်ရှင်အဲ့ဒီမင်းပူလေးတွေရှိတော့မရောက်သေးဘူးဆရာသမားကသူအရန်မောနေပြီတဲ့ရှည်လဲအရန်စာနေပြီတဲ့သူ့ကိုတစ်ခုခုဝင်ပြီးမှရတော့မယ်လို့ပြောတဲ့ခါမှာကျမတို့အဲ့ဒီနားမှာရှိတဲ့ဆိုင်လေးကိုဝင်လိုက်ပါတယ်ဒီမှာဝင်လဲဝင်ပြီးတော့တွေ့ရတယ်သူကဘာလဲဆိုတော့သူကြိုက်တဲ့အေးကိုမှတခါတည်းဖွင့်ပြီးယူအောင်သူဒီမှာအေးတွေပြီးတော့ဒီကလက်ဆောင်လေးပါလေးလေရောင်းတဲ့နေရာလေးပေါ့နော်ဒီမှာကြည့်ဝက်ကလေးရုပ်ကလေးတွေရောခွေးရုပ်ကလေးတွေရောချစ်စရာလေးတွေအများကြီးပဲအဲ့ဒါနဲ့သူတို့အတွက်အမအေးလဲဝယ်ပြီးတော့ဟဲတားဖာ3ယောက်ဘာဖြစ်လဲဆိုတော့ကားရှိကိုသွားတယ်ချမ်းကျမမြင်းပူလေးတွေကိုသွားကြည့်မယ်လေးလို့ပြောတဲ့ဟာကိုလေမကြည့်တော့ဘူးဆိုတာနဲ့အဲ့ဒါကျမတို့မကြည့်ဖြစ်ခဲ့ဘူးပေါ့နော်အဲ့နဲ့ဒီနေ့တော့ coffee နဲ့အေးဝယ်ပြီးတော့ပဲကျမတို့ရဲ့ဒီနေ့ဒီ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်ကြည့်ရှုပေးတဲ့ရောက်ချင်းကြကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်ရှင်